ဟုတ်ကဲ့ချစ်လောက်စွာသောဟုတ်ကဲ့ချစ်လောက်စွာသောမြန်မာများအဆင်ပြေကြလားဗျာဒီနေ့တော့ရွေးကောက်ပွဲကလည်းနီးနေပြီဆိုတော့ပြည်ခိုင်ဖြိုးပါတီပေါ့နော်ကျွန်တော်လည်းအခုကျွန်တော်ထောင်ကထွက်လာပြီးမှကျွန်တော်ခဏမေးနေတယ်ဗျာနော်ကျွန်တော်ဟိုးအရင်တော့ပြောခဲ့တဲ့စကားတစ်ခုစီးတယ်ဗျာပြည်ခိုင်ဖြိုးတပါတီတဲ့ပြရင်တော့နိုင်ပါမလားဆိုအဲ့ဒီစကားကလည်းအခုထိကြံနေပြီးတော့ကျွန်တော်မေးနေရတယ်ဗျာလိုင်းပေါ်မှာနော်ပြည်ခိုင်ဖြိုးပါတီနိုင်ပါမလားဦးလေးရဲ့ထင်မြင်ချက်လေးပေးပါညာဆိုတော့ကျွန်တော်ကလည်းအဲ့ဒီပြည်ခိုင်ဖြိုးတပါတီတဲ့ပြရင်တော့နိုင်ပါမလားဆိုပြီးကျွန်တော်ပြောလိုက်တာဗျနော်အဲ့တော့ကြာပါပြီဗျာနော်2 နှစ်လောက်ရှိပြီထင်တယ်ဗျ2 နှစ်တောင်မကတော့ဘူးထင်တယ်နော်ကျွန်တော်ထောင်ကြသွားတော့1 နှစ်ရှိပြီဆိုတော့2 နှစ်ကျော်ပြီပေါ့ဗျာနော်ကျွန်တော်ပြောလိုက်တာအဲ့တော့ပြောလိုက်တဲ့ဟာကိုအခုပြန်မေးနေကြတယ်ဗျအဲ့တော့တပါတီတဲ့ပြရင်တော့မနိုင်ဘူးဗျနော်တပါတီပြည်ခိုင်ဖြိုးတပါတီတဲ့ပြရင်မနိုင်ဘူးဘာလို့ဆိုတော့ကျွန်တော်ပြန်ကြည့်တယ်ကျွန်တော်ထောင်းထောက်လာပြီးဘူးလက်ဦးလာရွှေကြီးပြောတော့ကျွန်တော်ကြည့်တယ်ဗျကြည့်တဲ့ခါကျတော့သူတို့သိတယ်ဗျနော်တပါတီတဲ့ပြရင်မနိုင်ဘူးဆိုတာနော်သူတို့ပြည်ခိုင်ဖြိုးပါတီကသိတယ်ဗျနော်ဘာလို့ဆိုတော့ဘူးလက်လက်ရွှေကြီးပြောသွားတယ်နော်သူတို့ကသူတို့နဲ့ပြိုင်ဘက်ပါတီရှိတော့ပါဗျာ4-5ပါတီနော်အဲ့တော့မဲလာပေးတဲ့လူတွေကနော်သူတို့ထောက်ခံတဲ့လူတွေကပြည်ခိုင်ဖြိုးကိုမဲပေးမှာပေါ့ဗျာဒါပေမဲ့ကြံတဲ့လူတွေကမဲတွေကကွဲကုန်ပဲဗျာနော်သူတို့နဲ့ပြိုင်ဘက်ဥမာ5ပါတီလောက်ရှိရင်5မဲကွဲသွားမှာပေါ့ဗျာဒါကြောင့်ပြည်ခိုင်ဖြိုးကအခြေအနေကောင်းပါတယ်ဆိုပြီးတော့နော်ဘူးလက်ဦးလာရွှေကြီးကပြောသွားတယ်ဗျာနော်အဲ့တော့တပါတီတည်းပြိုင်ရင်မနိုင်ဘူးဆိုတာကတော့နော်ကျွန်တော်ပြောတာဟာနော်တပါတီတည်းပြိုင်ရင်နော်ဟိုဘက်ကကျွန်တော်တို့တတိပုဂ္ဂလလူတယောက်ကတတိပုဂ္ဂလအနေနဲ့ပြည်ခိုင်ဖြိုးနဲ့ဝင်ရောက်ရှင်ပြိုင်မယ်ဆိုရင်နော်ပြည်ခိုင်ဖြိုးပြိုင်တဲ့မြို့နယ်မှာနော်ပြည်ခိုင်ဖြိုးကတပါတီတည်းပြိုင်နေဆိုပါတော့နော်ကြံတဲ့လူတယောက်ကပါတီမရှိဘဲနဲ့တတိပုဂ္ဂလနဲ့ဝင်ပြိုင်မယ်ဆိုရင်နော်ဒီ2ယောက်ပဲပြိုင်မယ်ဆိုရင်နော်ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း2ယောက်ပြိုင်ရင်တော့ပြည်ခိုင်ဖြိုးကမနိုင်တော့ဘူးဗျနော်ကျွန်တော်ကအဲ့လိုပဲမြင်တယ်နော်ဗာမဲကွဲစရာအကြောင်းမရှိတော့ဘူးလေနော်ဒီ2ယောက်ကိုပဲမဲပေးရမှာပြည်ခိုင်ဖြိုးပေးမလားပြည်ခိုင်ဖြိုးထောက်ခံတဲ့လူကပြည်ခိုင်ဖြိုးပေးမယ်နောက်တစ်ယောက်ကပြည်ခိုင်ဖြိုးမထောက်ခံတဲ့လူကဟိုဒါပေးမှာပေါ့နော်တတိပုဂ္ဂလကိုပေးလိုက်ရင်ပြည်ခိုင်ဖြိုးကတပါတီတည်းပြိုင်ရင်မနိုင်ဘူးဗျနော်ဟိုဘတတိပုဂ္ဂလကပါတီမရှိဘူးလေနော်တတိပုဂ္ဂလဆိုတာပါတီမရှိဘူးအဲ့ဒါကြောင့်ပြည်ခိုင်ဖြိုးကလည်းဒီအခု PPP တို့ PP တို့ဘာတို့ဟုတ်လားတောင်သူလမပါတီတို့နော်ရှမ်းတဲ့တိုင်းရင်းသားများပါတီတို့အဲ့ဒါတွေပေါ်လာတော့ဗောဗျာအဲ့ဒါပေါ်လာတာသူ့အတွက်ကောင်းသွားတယ်နော်ဘူးလက်ဦးလာဆွေကြီးကလည်းဒီတိုင်းပဲပြောသွားတာနော်ဒီတိုင်းပဲပြောသွားတာပါတီသူ့နဲ့ပြိုင်ဘက်ပါတီတွေများလာလေသူကအချင်းတွေကောင်းလေဗောဗျာနော်တပါတီနဲ့ပြိုင်ရင်တော့မနိုင်ဘူးဗျနော်အဲ့တော့ပါတီများရင်တော့ပြည်ခိုင်ဖြိုးနိုင်မှာပေါ့နော်အဲ့ဒီသဘောပါအဲ့တော့ကျွန်တော်ကတော့ဟိုနေ့ကလည်းပြောပါတယ်နော်ဟိုနေ့ကလည်းပြောပါတယ်ဘာပြောကျွန်တော်ပြောခဲ့တယ်ဘာပြောလဲဆိုတော့ကျွန်တော်တို့နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကဖအံမှာပြောသွားတယ်နော်နိုင်ငံရေးမောင်းနှင်အားကောင်းမှစီးပွားရေးမောင်းနှင်အားကောင်းမယ်စီးပွားရေးမောင်းနှင်အားကောင်းမှနိုင်ငံတော်ရဲ့ကာကွယ်ရေးမောင်းနှင်အားလည်းကောင်းမှာပေါ့နော်အဲ့လိုကျွန်တော်တို့နိုင်ငံတော်အကြီးအကဲကပြောသွားတယ်ဟောပြောသွားတာတော်တော်ကောင်းတဲ့စကားပါဟောအဲ့ဒါတော်တော်ကောင်းတဲ့စကားပါအဲ့တော့နိုင်ငံတော်မှာအရေးကြီးဆုံးကနိုင်ငံရေးမောင်းနှင်အားကောင်းမှုဗျနော်အဲ့ဒီတော့မှစီးပွားရေးကောင်းမယ်အဲ့ဒီတော့မှကာကွယ်ရေးစွမ်းပကားတွေတိုးတက်လာဒါကျွန်တော်တို့တက်ချုပ်ကြီးကဒီတိုင်းကိုဖတ်အမှာနော်ပြီးခဲ့တဲ့မကြသေးဘူးဗျနော်အဲ့လိုတက်ချုပ်ကြီးကမိတ်ကြသွားတယ်ဗျနော်တက်ချုပ်ကြီးကအဲ့လိုမိတ်ကြသွားအဲ့တော့နိုင်ငံရေးမောင်းနှင်အားကောင်းဖို့ဆိုရင်ကျွန်တော်ဟိုနေ့ကပြောတယ်နော်အဲ့တော့12ဘိန်းကားကြီးတစ်စီး12ဘိန်းကုန်တင်ကားကြီးတစ်စီးပေါ့ဗျာကျွန်တော်တို့အဲ့ဒီမှာမြင်းကောင်းကြီး300အားရှိနော်ကျွန်တော်ကလည်းဒီကားတွေပါနေဒီစတော့တိတယ်ဗျနော်အဲ့တော့12ဘိန်းကုန်တင်ကားကြီးမှာတင်ထားတဲ့အင်ဂျင်ကြီးရဲ့မြင်းကောင်းကြီးက300အားလောက်ရှိတယ်အဲ့တော့မောင်းနှင်အားကောင်းမှုဆိုရင်အဲ့ဒီနော်12ဘိန်းကားကြီးကိုမောင်းနှင်အားကောင်းမှုဆိုရင်မြင်းကောင်းကြီး300အားနဲ့မောင်းအောင်ကားတစ်စီးမှာမောင်းနှင်အားကောင်းမှုဟာဒီသူ့နဲ့အင်ဂျင်ရဲ့မြင်းကောင်းကြီးများဖို့လို့နော်အဲ့တော့နိုင်ငံရေးမောင်းနှင်အားကောင်းမှုဆိုတာပြည်သူလူထုရဲ့
နော်ထောက်ခံမှုလို့လေပြည်သူလူထုရဲ့ထောက်ခံမှုသည်ပြည်သူလူထုရဲ့အားသည်နော်ကားကြီးကုန်တင်ကားကြီးတစ်စီးမှာအင်ဂျင်ရဲ့အားနဲ့တူတယ်နော်ပြည်သူလူထုအားကောင်းမှနိုင်ငံရေးမောင်းနှင်အားကောင်းမယ်အင်ဂျင်အားကောင်းမှဒီကုန်ကားကြီးရဲ့မောင်းနှင်အားလည်းကောင်းမှာအဲ့တော့ကျွန်တော်အဲ့တိုင်းပြောလိုက်ပါတယ်နော်အဲ့တော့တာချုပ်ကြီးစကားကိုကျွန်တော်တို့ထောက်ခံတယ်ဒါပေမဲ့နိုင်ငံရေးမောင်းနှင်အားကောင်းမှုကပြည်သူလူထုမောင်းနှင်အားနော်ကောင်းမှုလိုပါတယ်ပြည်သူလူထုထောက်ခံမှုလိုပါတယ်ပြည်သူလူထုအင်အားလိုပါတယ်နိုင်ငံရေးမောင်းနှင်အားကောင်းမှုကုန်ကားကြီးတစ်စီးရဲ့မောင်းနှင်အားကောင်းမှုဟာဒီအင်ဂျင်ရဲ့ပါဝါနော်အင်ဂျင်ရဲ့အားအင်ဂျင်ရဲ့မြင်းကောင်ရဲ့အားလိုပါတယ်အဲ့တော့ဒီ12ဘိန်းကားကြီးဆိုရင်အင်ဂျင်မြင်းကောင်ကြီး300ရှိရနော်အဲ့တော့ပြည်သူလူထုထောက်ခံအားနည်းသွားရင်ဟုတ်လားမြင်းကောင်ကြီးနည်းသွားတော့နော်အဲ့တော့နောက်ပြီးတော့ဒီကားတစ်စီးอ่ะမောင်းနှင်အားကောင်းမှုဆိုရင်မြင်းကောင်ကြီးအားလိုသလိုအင်ဂျင်ကြီးပဲကောင်းပြီးတော့အင်ဂျင်ကြီးကပဲမြင်းကောင်ကြီးကောင်းပြီးတော့ဒီကားရဲ့အောက်ပိုင်းပေါ့နော် body အောက်ပိုင်းပေါ့နော်ကားမှာဆိုတာ body ကောင်းရမယ်နောက်က body ရဲ့အောက်ပိုင်း body ရဲ့အောက်ပိုင်းဆိုတာဒီ soft bar တို့နော် coin spray တို့လေးတို့စရှိသည်ပြောပါတော့ဒီအောက်ပိုင်းလည်းကောင်းအောင် body ကောင်းအောင်အောက်ပိုင်းကောင်းအောင် engine ကောင်းအောင်နော် engine ကတော့လူထုထောက်ခံမှုပေါ့နော်အဲ့တော့ body အောက်ပိုင်းကောင်းမှုလည်းလိုတယ် body အောက်ပိုင်းကြက်ခိုင်မှုပေါ့နော် body အောက်ပိုင်းကျတော့ကြက်ခိုင်မှုလို body အောက်ပိုင်း engine ကြီးပဲကောင်းပြီးတော့ body အောက်ပိုင်းမကြက်ခိုင်လေဒီကားအန္တရာယ်ကြီးတယ်ဗျနော်ကားလဲဟိုဟာတွေနော်ကားကတိတ်မှောက်သွားနိုင်တယ်နော် body အောက်ပိုင်းမကောင်းရင်တစားစီတော့ပြုတ်ထွက်သွားနိုင်တယ်နော်အဲ့တော့ body အောက်ပိုင်းကောင်းမှုလေလို့နော်အဲ့တော့နိုင်ငံရေးမှာလည်းဒီတိုင်းပဲပြည်သူလူထုထောက်ခံမှုအားကောင်းဖို့လိုသလိုနော်အခြေခံ body အောက်ပိုင်းလည်းကောင်းမှုလို့နော်အခြေခံနိုင်ငံတော်ကကြက်ခိုင်မှုလေလို့အဲ့တော့ပြည်ခိုင်ဖြိုးကဘယ်လိုဖြစ်နေလဲဆိုတော့ဒါကျွန်တော်ရိုးသားပွင့်လင်းပြောတာပြည်ခိုင်ဖြိုးပါတီကလူထုထောက်ခံမှုနည်းတယ်ဗျနည်းတယ်တော်တော်နည်းတာဒါကဘယ်သူမှမငြင်းနိုင်ဘူး။တော့ကျွန်တော်ကိုယ်တိုင်လည်းဟိုတုန်းကရွေးကောက်ပွဲတွေမှာစာတွေလိုက်ဖြတ်မှုတယ်နော်ရွေးကောက်ပွဲတွေမှာကျွန်တော်စာတွေလိုက်ဖြတ်မှုတယ်နော်အဲ့ဒီမှာထောက်ခံမှုကတအားกว่าတယ်ကျွန်တော်ကတော့ဘယ်ပါတီကိုပေးပါလို့မဖြတ်ဘူးဟိုတော့ပြည်ခိုင်ဖြိုးပေးပါ NLD ပေးပါမဖြတ်ဘူးပြည်သူလူထုတွေနိုင်ငံရေးအမြင်ပေါ့ဗျာရှိလာအောင်ကျွန်တော်စာတွေဖြတ်မှုတယ်နော်အဲ့ဒီချိန်မှာ NLD ကိုလူတွေဘယ်လောက်အားပေးလဲပြည်ခိုင်ဖြိုးကိုဘယ်လောက်အားပေးလဲဆိုတော့ကျွန်တော်ရဲ့မြေပြင်အတွေ့အကြုံတွေရှိတယ်ဗျနော်ကိုတွေ့အကြုံတွေရှိတယ်လူဆိုတာကိုတွေ့အတွေ့အကြုံဆိုတာတကယ်အသွေးသားတဲ့နှလုံးသားတွေကိုစွဲနေတာပြည်ခိုင်ဖြိုးလူထုထောက်ခံမှုနည်းတယ်အဲ့တော့ NLD ကိုလူထုထောက်ခံမှုများတယ်ဆိုတော့ NLD ဒီအင်ဂျင်အားကောင်းတယ်ပြည်ခိုင်ဖြိုးမှာအင်ဂျင်အားမကောင်းဘူးဗျအဲ့တော့ပြည်ခိုင်ဖြိုးကဘာနဲ့တူလဲဆိုတော့12ဘိန်းက body ကြီးတော့ကောင်းတယ် body အောက်ပိုင်းကောင်းတယ်ပြည်ခိုင်ဖြိုးက body အောက်ပိုင်းတော့ကောင်းတယ်ဗျနော်ပြည်ခိုင်ဖြိုး body အောက်ပိုင်းကောင်းတယ်ကြက်ခိုင်တယ်သို့တော့ပြည်ခိုင်ဖြိုးမှာအင်ဂျင်အားနည်းနေတယ်မြင်းကောက်ရီ300နဲ့မောင်းရမဲ့ကုန်ကားကြီးကိုပြည်ခိုင်ဖြိုးကဟာလားဒီမြင်းကောက်ရီ80အားနော်ဒိုင်နာအင်ဂျင်လောက်တင်ပြီးမောင်းနေဒီကားကြီးဟာ body အောက်ပိုင်းကောင်းတော့လဲအလုံးမဖြစ်တော့နိုင်ငံရေးမောင်းထင်အားမကောင်းတော့ပြည်ခိုင်ဖြိုးရဲ့ဖြစ်ကအဲ့လိုဖြစ်နေတယ်အဲ့တော့မြင်းကောက်ရီ300အားကလူထုအင်အားအပြည့်နဲ့မောင်းနိုင်ရင်ပြည်ခိုင်ဖြိုးကိုလူထုအင်အား4ပုံ2ပုံပဲထောက်ခံမှုရှိတယ်ဆိုရင်ပြည်ခိုင်ဖြိုးက85ကောင်အားဟုတ်လား12ဘိန်းကားကြီးမှာဒိုင်နာကင်တာအင်ဂျင်တင်မောင်းလို့ဖြစ်မြင်းကောက်ရီ4ပုံ2ပုံပဲသူ့လူထု4ပုံ2ပုံပဲထောက်ခံမှုရှိတာဟုတ်ဗျအမှမြင်းကောက်ရီ300အားနော် NLD ကြတော့မြင်းကောက်ရီ300အားအပြည့်မောင်းနိုင်ပြည်ခိုင်ဖြိုးကလူထုထောက်ခံမှု4ပုံ2ပုံပဲရှိတော့12ဘိန်းကားကြီးမှာဒိုင်နာကင်တာအင်ဂျင်တင်မောင်းတယ်လို့နော်ဒိုင်နာကင်တာအင်ဂျင်က85ကောင်ပဲရှိတယ်300ရဲ့4ပုံ2ပုံပဲရှိတယ်အဲ့လိုဖြစ်နေတယ်ကတကယ်လို့ဒါကကျွန်တော်ခမှန်းတာတကယ်လို့ပြည်ခိုင်ဖြိုးသည်လူထုထောက်ခံမှု110ရာခိုင်နှုန်းပဲရှိတယ်ဆိုရင်မြင်းကောင်ကြီး300အားနဲ့မောင်းရမဲ့12ဘိန်းကားကြီးကိုမြင်းကောင်ကြီး30အား
မြင်းကောက်ကြီး30အားဆိုတော့တရုတ်နီတစ်လုံးတိုးကြီးဖြစ်သွားပြီပေါ့နော်တရုတ်နီတစ်လုံးတိုးကြီးကအခု30အားရှိတယ်ဗျနော်ကျွန်တော်စားခွင့်မှာသုံးတယ်အဲ့တရုတ်နီတစ်လုံးတိုးကြီးကိုဒီ12ဘိန်းကားမှာနော်12ဘိန်းကားကြီးမှာတင်မောင်းတယ်လို့ဖြစ်သွားမယ်ဗျနော်တချို့မတွေ့ဘူးလားတချို့ light truck တွေမှာတရုတ်နီတစ်လုံးတိုးတွေတင်ပြီးမောင်းနေတယ်အဲ့တော့ဒီ12ဘိန်းကားကြီးမှာတရုတ်နီတစ်လုံးတိုးတင်မောင်းရင်ပို့ပြီးအလုံးမဖြစ်တော့ဘူးဗျအဲ့တော့ပြည်ခိုင်ပြောက10ရာခိုင်နှုန်းပဲထောက်ခံမှုရှိတယ်ဆိုရင်ဟုတ်လားအဲ့ဒီ12ဘိန်းကားကြီးမှာတရုတ်နီတစ်လုံးတိုး30အားတင်မောင်းတာနဲ့အလားတန်တူသွားမှာဗျเนาะကျွန်တော်ကတော့ဒီတိုင်းပြည်ကိုကောင်းစေခြင်းနဲ့เนาะအဲ့တော့ပြည်ခိုင်ပြောသည် body အောက်ပိုင်းကောင်းတယ်အဲ့တော့လူထုထောက်ခံမှုပဲလိုတယ်ဘယ်လိုလုပ်ကြမလဲကျွန်တော်တိုင်းပြည်အခု NLD ကလည်းဝင်အရွေးမခံဘူး NLD ကအင်ဂျင်အားကောင်းတယ်လူထုထောက်ခံမှုအပြည့်ရှိတယ်ဒါပေမဲ့ NLD မှာလည်းတစ်ခုအားနည်းရရှိတယ် NLD ကကျွန်တော်အမြင်ပြောတာရိုးသားပြောတာ NLD က body အောက်ပိုင်းမကောင်းဘူးဗျ NLD က body အောက်ပိုင်းမကောင်းမြန်ဘူး NLD မှာလူထုထောက်ခံမှုရှိတယ်ဒါပေမဲ့ကားတစ်စီးလိုပဲအင်ဂျင်ကြီးပဲကောင်းပြီး body အောက်ပိုင်းမကောင်းမြန်ရင်လေနော်မောင်းလိုက်ရင်အကုန်လုံးကားအတွက်အန္တရာယ်ရှိတယ်ဗျနော် body အောက်ပိုင်းကောင်းတာကတော့ကားအတွက်အန္တရာယ်မရှိဘူးသို့တော့အင်ဂျင်ကောင်းမှဒီကားကြီးကရွေ့မယ်နိုင်ငံရေးမောင်းနေရကောင်းမယ်တက်ချုပ်ကြီးပြောသလိုအဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲပြည်ခိုင်ပြောလူထုထောက်ခံမှုရအောင်ခင်ဗျားတို့ဘယ်လိုလုပ်မလဲနော်ခင်ဗျားတို့အဲ့ဒါစဉ်းစားလူထုထောက်ခံမှုမရဘဲနဲ့နော်ခင်ဗျားတို့နိုင်ပြီပဲထားအခုဟုတ်လားခင်ဗျားတို့တပါတီရဲ့ပြိုင်တာမဟုတ်တဲ့အတွက်ခင်ဗျားတို့နိုင်မှာပါနော်တပါတီရဲ့ပြိုင်တော့မနိုင်ဘူးနော်တပါတီရဲ့ပြိုင်တော့မနိုင်ဘူးဘာလို့ဆိုတော့တယောက်ကဟုတ်လားတတိပုဂ္ဂလနဲ့ခင်ဗျားတို့နဲ့ရှင်ပြလိုက်တယ်ခင်ဗျားတို့ဆုံးပါပဲဒါကျွန်တော်အမြင်အဲ့တော့ခင်ဗျားတို့လူထုထောက်ခံမှုရအောင်ပြည်ခိုင်ဖြိုးပါတီနဲ့ကျွန်တော်လည်းတိုင်းပြည်ကိုကောင်းစေခြင်းတယ်ဗျနော်ပြည်ခိုင်ဖြိုးကကြားခိုင်မှုရှိတယ်ဘော်ဒီအောက်ပိုင်းကောင်းတယ်ပြည်ခိုင်ဖြိုးမှာဟုတ်လားနိုင်ငံဒီဘယ်လိုပြောပါနိုင်ငံတော်အုပ်ချုပ်နိုင်တဲ့လူတော်တွေရှိတယ်ဗျာကျွန်တော်သိပါတယ်နော်ဘော်ဒီအောက်ပိုင်းကောင်းတယ်ပြည်ခိုင်ဖြိုးရဲ့နော်ဘော်ဒီအောက်ပိုင်းခင်ဗျားတို့ကောင်းတယ်ဘော်ဒီအောက်ပိုင်းကောင်းတဲ့အတွက်နော်ဒီကားကြီးကအန်ဒီတော့မရှိနိုင်ဘူးနော်အဲ့တော့ခင်ဗျားတို့မှာလူထုထောက်ခံမှုအင်ဂျင်ပါဝါပဲလိုနေတာအင်ဂျင်ပါဝါခင်ဗျားတို့လိုနေတယ်ဘယ်လိုလုပ်ကြမလဲ NLD ကလည်းဝင်မပြိုင်ဘူးနော်အဲ့ဒါစဉ်းစားပါနော်ဒီရွေးကောက်ပွဲကြီးပြီးရင်အစိုးရတစ်ခုပေါ်လာရင်တိုင်းပြည်ကောင်းစေခြင်းတယ်ဗျအခုလဲဟုတ်လားဓာတ်ငွေတိုက်ကြီးတွေ့တယ်ဆိုကျွန်တော်တော်ပျော်သွားတယ်နော်ဒါတွေကိုနိုင်ငံတော်အတွက်နော်အကျိုးရှိအောင်နော်ဒီကျွန်တော်တို့ထွက်လာတဲ့တယံဇာတအခုကဘာမှာဒုတိယအကြီးဆုံးနော်ဓာတ်ငွေတိုက်ကြီးထွက်လာတဲ့ဟာကိုကျွန်တော်တို့ပြည်သူတွေအကျိုးရှိမဲ့ဟုတ်လားနိုင်ငံတော်မှာလျှက်စစ်မီတွေလိုတယ်နော်စက်ယုံအလုပ်ယုံတွေနော်အဲ့လိုမျိုးတွေပေါ့နော်ဒီကနေဒီလျှက်စစ်ဒီဓာတ်ငွေတိုက်ကြီးကနေလျှက်စစ်တွေလုပ်မယ်လျှက်စစ်တွေကနေစက်ယုံအလုပ်ယုံတွေလုပ်မယ်နိုင်ငံခြားယင်းကြီးနှုတ်နှံမှုတွေဝင်လာမယ်ပြည်သူတွေအလုပ်ရမယ်နော်တိတ်ဝန်းတာတယ်နော်ဒါပေမဲ့လူထုထောက်ခံမှုလိုနေတယ်ပြည်ခိုင်ဖြိုးနော်လူထုထောက်ခံမှုလိုတယ်ခင်ဗျားတို့လူထုထောက်ခံမှုရအောင်ခင်ဗျားတို့ဘာလုပ်မလဲအဲ့ဒါကိုစဉ်းစားခင်ဗျားတို့ဘယ်လိုလုပ်မလဲ NLD လို့လူထုထောက်ခံမှုရအောင်ပြည်ခိုင်ဖြိုးဘယ်လိုလုပ်မလဲခင်ဗျားတို့အောက်ပိုင်းကောင်းတယ်ခင်ဗျားတို့ body အောက်ပိုင်းကောင်းတယ်အင်ဂျင်မကောင်းဘူးဖြစ်နေတယ်အင်ဂျင်ပါဝါနည်းနေတယ်လူထုထောက်ခံမှုနည်းနေတယ်ခင်ဗျားတို့ဒီ12ဘိန်းကားကြီးမှာတရုတ်ညီတစ်လုံးတို့တင်လို့တော့မဖြစ်ဘူးနော်ပြည်ခိုင်ဖြိုးကိုကျွန်တော်စေတနာနဲ့တိုင်းပြည်အတွက်ကျွန်တော်ပြောတာပါနော်စိတ်တော့မဆိုးနဲ့ဗျနော်စိတ်ဆိုးရင်လည်းကျွန်တော်ကတော့ဘာမှမတတ်နိုင်ကြောက်လည်းမကြောက်ဘူးခင်ဗျားတို့နော်ကြောက်ရွံ့ခြင်းမှာကင်းဝေးပါစေဆိုဟုတ်လားအမဆုလာပြောသွားတာနော်ကျွန်တော်လည်းကြောက်ရွံ့ခြင်းကတော့ကင်းတယ်ဗျနော်အမဆုပြောသလိုကြောက်ရွံ့ခြင်းကကင်းတယ်နော်ဘာကြောက်ကြလို့လဲတိုင်းပြည်တက်ကောင်းအောင်လို့ကြောက်စရာမလိုဘူးတိုင်းပြည်အတွက်မကောင်းတာလို့ရင်တော့ကြောက်ရမှာပေါ့ဗျာနော်နိုင်ငံအတွက်မကောင်းတာလို့ရင်တော့နော်အဲ့ဒါလေးတက်ပြောတာပါနော်အားလုံးဟိုနှုတ်ဆက်ပါတဲ့ကိုမင်းလွင်တဲ့နော်နာမည်လေးခေါ်ပြလိုက်အောင်ဗျာအားလုံးနော်ဒီလောက်ပါပဲထွန်းနိုင်ဦးမြင့်သန်းနော်လူလေးတဲ့ဟုတ်ကအားလုံးအဆင်ပြေကြပါစေမျိုးတန့်ကိုနိုင်ဟုတ်ကစနေမောင်စနေမောင်ရေဘော်ရာကြီး
ဟုတ်ပြီနော်စိုင်းကြီးတဲ့နော်စောအဲကလူတဲ့မတွေ့တဲ့လူတွေလည်းစိတ်မရှိပါနဲ့ဗျာနော်မင်းမြတ်သူတဲ့ဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့ဒါလေးပဲနော်ဒါရွေးကောက်ပွဲအတွက်အရေးကြီးပါတယ်ဗျာနော်ရွေးကောက်ပွဲအတွက်အရေးကြီးပါတယ်ရွေးကောက်ပွဲမှာလည်းအကုန်လုံးနော်ဟိုတာဖြစ်ပြီးတော့လူထုဆန္ဒဒီပေါ်ပေါက်အောင်နော်တောက်ရောက်ပြီးမဲပေးကြစီလိုပါတယ်နော်မဲပေးကြစီလိုပါတယ်ကိုကြိုက်တဲ့ပါတီကိုမဲပေးပါကိုကြိုက်တဲ့ကိုယ်စားလှယ်တော်ကိုမဲပေးပါနော်ဟုတ်ကဲ့အားလုံးနှုတ်ဆက်ပါတယ်အားလုံးအဆင်ပြေကြပါစေမြန်မာပြည်ကြီးအများငြိမ်းချမ်းပါစေဗျာကျွန်တော်ငါမင်းဆွေပါ